အလုပ်ရှာနေဆိုရင်တော့ကျွန်တော်နဲ့အတူတူပြောရအောင်နော်我在找工作我在找工作标记吧哦我在找工作我在找工作我在找工作 OK 我在找工作ဆိုလို့ရှိရင်ကျွန်တော်အလုပ်ဘာဖြစ်တာလဲရှာနေတာကျွန်တော်အလုပ်ရှာနေတာဘယ်လိုပြောလဲနံပါတ်1我在找工作我在找工作ဟုတ်ပြီနော်ကဲဒီလိုဆိုလို့ရှိရင်အလုပ်ရှာနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့လူတွေအလုပ်လုပ်ဖို့ရအတွက်အလုပ်ခေါ်စာတွေကိုတွေ့ပြီးဆိုလို့ရှိရင်ဒီမှာအလုပ်လိုသလားလို့မေးချင်တယ်ဘယ်လိုမျိုးပြောမလဲဆိုလို့ရှိရင်ပြောကြည့်အောင်နော်你们这儿需要工人吗你们这儿你们这里这儿嘛ပြောတဲ့ရင်这里ပြောကြည့်မယ်你们这里需要工人吗你们这里需要工人吗အဲ့လိုမပြောတတ်ဘူးဆိုလွယ်လွယ်လေးနဲ့ပြော你们这里မှတ်ထားမယ်你们这里招工吗招工嘛လွယ်လွယ်လေးပဲအဲ့ဒါလေးပြန်ပြောမယ်နော်你们这里你们这里招工吗招工吗招工吗ဆိုတာကအလုပ်ခေါ်လားဒီမှာအလုပ်ခေါ်လားဒီဆိုင်မှာအလုပ်ခေါ်သလားဆိုတာကိုမေးတာပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြန်ပြောကြည့်ရအောင်你们这里招工吗你们这里招工吗你们的店招工吗你们的店招工吗ရရနော်ငါအလုပ်ရှာနေတာကိုဘယ်လိုပြောလဲပြောကြည့်အောင်老师မေးကြည့်မယ်နော်ငါအလုပ်ရှာနေတာဘယ်လိုပြောမလဲ1 2 3 4 5 OKငါအလုပ်ရှာနေတယ်ဆိုရင်我在找工作我在找工作ရတယ်ဆိုလို့ရှိရင်နှစ်ငါးလုံးရေးပေးပါနော်အခုပြောတဲ့ဟာကိုနားလဲတဲ့သဘောပေါက်တယ်ဆိုရင်နှစ်ငါးလုံးရေးပေးပါနှစ်老师ကိုရေးပေးပါအောင်နှစ်ငါးလုံးတစ်ချက်ရေးပေးပါနှစ်ငါးလုံးတစ်ချက်老师ကိုရေးပေးပါအောင်ဟုတ်ပြီနှစ်ငါးလုံးတစ်ချက်老师ကိုရေးပေးပါနှစ်လို့ရေးပေးပါရတယ်နော်ပိုင်စော်လေးโอเคရတယ်နော်ဟုတ်ပြီပိုင်စော်လေးရတယ်နော်ဟုတ်တခြားလူတွေကရလားတခြားလူတွေရတယ်ဆိုရင်နှစ်ငါးလုံးရေးပေးပါအခုဘယ်သူကြည့်နေလဲဒီဘက်မှာကြည့်ရအောင်ဒီမှာကနော်နီရတယ်နော်နီအများနဲ့老师 live ကိုကြည့်ရနော်ဟုတ်ပြီကဲနောက်တစ်ခုဘယ်သူတွေရလဲအလုပ်ရှာနေတယ်ဆိုရင်我在找工作ဒီမှာအလုပ်ခေါ်လားဒီမှာအလုပ်ခေါ်လားဘယ်လိုပြောမလဲ你们这里招工吗ဒါမှမဟုတ်你们的店需要工人吗你们的店需要工人吗ရတယ်နော်ရတယ်နော်ဟုတ်ပြီဒီလိုဆိုလို့ရှိရင် interview တွက်က老师တို့တွေကအစင်သင့်ဖြစ်ပြီဆိုလို့ရှိရင် interview သွားဖြေတော့မယ်ဒီရက်အဲ့တော့ကိုရီကို3နာရီမှာချိန်ထားတယ်ဆိုလို့ရှိရင်老师တို့ကနိုင်ဝက်စောရောက်ပေးပါအဲ့ဒီကုမ္ပဏီမှာကျွန်တော်တို့တွေကအလုပ်သွားပြီးမှရှောက်ထားတယ်ဆိုရင် interview ခေါ်တယ်ဆိုရင်နိုင်ငံခြားမှာဆိုရင် bus ကားနဲ့သွားမှာလားနော်ရထားနဲ့သွားမှာလားတိထည်နဲ့ကျွန်တော်တို့တွေကသွားမှာလားအဲ့ဒါအရင်အရေးကြီးရယ်နော်ဆိုတော့အဲ့ဒါကိုသွားမဲ့အရာတွေကိုစင်းဆိုင်မှသွားတီးနေရအောင်ကျွန်တော်တို့ရှာရအောင်မှဖြစ်တဲ့အတွက်အမြဲတမ်းစောပြီးမှရောက်အောင်သွားပေးပါစောပြီးမှရောက်အောင်သွားပေးပါအဲ့ဒီရဲ့ interview ပြုတဲ့နေရာကိုစောပြီးမှရောက်အောင်သွားပေးပါအဲ့တော့အဲ့နေရာကိုလို့ဆိုတော့နိုင်ဝက်ကြိုရအောင်သွားနော်နိုင်ဝက်ကြိုရအောင်သွားအဲ့တော့သွားတဲ့အခါကျရင်ကျွန်တော်ပြောမယ်နော်စေးကြီးစရာမလိုဘူးအင်ဂျီကိုတက်ရက်ဝတ်သွားကိုလုံမဲ့အလုပ်အတွက်ကိုဒီကုမ္ပဏီကိုလေးစားတဲ့အနေကိုဒီ interviewer ကိုလေးစားတဲ့အနေနောက်တစ်ခုကကိုကိုလည်းလူတွေကအဆင့်ရှိတယ်
လေးစားတဲ့အနေနဲ့တက်တက်ရက်ရက်ဝတ်သွား老师ပြပေးမယ်နော်တက်တက်ရက်ရက်ဝတ်သွားတီရှပ်နဲ့မသွားနဲ့တီရှပ်နဲ့မသွားနဲ့တင်လုံးမဲ့အလုပ်တင်ရှောက်မဲ့အလုပ်အခုရှောက်မဲ့အလုပ်ကပေါ့ပေါ့တန်တန်အလုပ်မဟုတ်ဘူးနိုင်ငံခြားရောက်နေတယ်ဆိုလို့ရှိရင်တီရှပ်နဲ့အလုပ်သွားရှောက်တာမျိုးပေါင်းပီနဲ့သွားရှောက်တာမျိုးလုံးဝသွားမရှောက်နဲ့တက်တက်ရက်ရက်ဝတ်သွားပါဈေးကြီးစရာမလိုဘူးအခု老师ပြပေးမယ်နော်ဥပမာကျွန်တော်ကရုံးပိုင်းဆိုင်ရာလုပ်ငန်းကိုသွားလျှောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်ဆုံးပြောမယ်အကယ်လို့ကျွန်တော်ကတန့်ရှင်းရဲ့အတွက်ကျွန်တော်သွားလျှောက်မယ်ဆိုတော့ဒီလိုပုံစံလေးနဲ့ကျွန်တော်သွားမယ်ဆိုရင်အစင်ရမ်းပြေပြီနောက်တစ်ခုကစပွဲထိုးအတွက်သွားလျှောက်မယ်ဆိုလို့ရှိရင်လည်းအခု老师ဒီပုံစံလေးနဲ့ဆိုလို့ရှိရင်အစင်ပြေတယ်ဒီပုံစံလေးနဲ့ဆိုရင်老师အစင်ပြေတယ်ဟုတ်ပြီနော်အကယ်လို့များကိုကရုံးတွင်းဆိုင်ရာရုံးပိုင်းဆိုင်ရာဟုတ်ပြီနော်ရုံးပိုင်းဆိုင်ရာ admin ဌာနတွေ logistic ဌာနတွေရုံးထဲမှာလုပ်ဖို့ရအတွက်လုပ်ရမယ်အလုပ်ဆိုရင်ပြပေးမယ်နော်老师ရဲ့ပုံစံအခုပုံစံကိုမှတ်ထားနော်ငါးခါယူမယ်နော်1 2 3 4 5ဒီပုံစံနဲ့โอเคဒီပုံစံနဲ့ကြည့်လိုက်ခုနကတော့ပုံစံနဲ့ဒီပုံစံနဲ့ကြည့်လိုက်ဘယ်လိုမျိုးကွာခြားမှုရှိသွားလဲဒီလိုမျိုးပုံစံမျိုးနဲ့ကိုဝစ်သွားပြီးတော့လူတွေနဲ့စကားသွားပြောတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကိုလည်းယုံကြည်မှုရှိတယ်လို့တစ်ဖက်ကသူကလည်းကိုကိုကြည့်လိုက်တာနဲ့အော်ဒီတယောက်ကလူတော်လူချောလူရည်ချွန်ပုံစံမျိုးမျက်နှာမျိုးပေါက်တယ်ဆိုလို့ရှိရင်ကို့အပေါ်မှာစကားပြောတဲ့အခါမျိုးမှာသူလည်းလေးစားတဲ့သဘောဖြစ်သွားတယ်ဆိုတော့ကိုကတက်တက်ရက်ရက်လေးဝတ်သွားဖို့လိုအပ်တယ်တီရှပ်မဝတ်သွားနဲ့တီရှပ်မဝတ်သွားနဲ့ဟုတ်ပြီနော်ဒီလိုမျိုးကျွန်တော်တို့တွေရုံးပိုင်းဆိုင်ရာဆိုလို့ရှိရင်တော့ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့ဝတ်သွားโอเคဘောပန်လေးတွေဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးတွေထည့်သွားဒီလိုပုံစံမျိုးလေးနဲ့လုပ်သွားရလားရရနော်နောက်တစ်ခုကယောက်ျားလေးတွေပြောရပြီမနော်ယောက်ျားလေးတွေဆိုလို့ရှိရင်နိုင်ငံခြားမှာအလုပ်သွားရှောင်းရင်ခုနကတော့တီရှပ်မဝတ်ဘူး short အင်ဂျီ short လက်ရှည်လိုမျိုးလေးကျွန်တော်ပြောပြီးပြီနော်ဈေးကြီးစရာမလိုဘူးနော်ကိုနဲ့လိုက်ဖက်တဲ့အယောင်လေးတွေကျွန်တော်တို့တွေကဝတ်သွားဟုတ်ပြီနော်ဝတ်စားစင်မှုကအရင်အရေးကြီးတယ်ဝတ်စားစင်မှုအရင်အရေးကြီးတယ်နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကြည့်နိုင်ရည်ဟုတ်ပြီနော်အော်ဒီနိုင်ရည်ကို老师ကိုလက်ဆောင်ပေးထားတဲ့မနော်လီကိုကျေးဇူးအများကြီးတင်ပါတယ်စင်ကာပူကနေပြီးတော့老师ကိုတင်တန်းတက်နေတဲ့မနော်လီလေရွှမ်းအရင်ကျေးဇူးတင်ပါတယ်ဒီနိုင်老师နဲ့အရင်လိုက်ဖက်ပါတယ်โอเคနော်စင်ကာပူကနေမှတကူတက老师ကိုလက်ဆောင်ပို့လာပေးတဲ့မနော်လီကိုကျေးဇူးအများကြီးတင်ပါတယ်老师တော်ရုံနဲ့သူများရဲ့လက်ဆောင်ပစ္စည်းတွေ老师လုံးဝလက်မခံပါဘူးဒီဟာ老师ရဲ့မွေးနေ့လို့老师ရဲ့ဒီ Christmas လက်ဆောင်လို့နော်老师ကိုလက်ဆောင်ပို့လာပေးတဲ့မနော်လီကိုကျေးဇူးအများကြီးတင်ပါတယ်โอเคနော်ဟုတ်ပြီ老师တို့ကဘာလဲဆိုလို့ရှိရင်နိုင်ရှိရင်နိုင်လေးဝတ်သွားအတိကလေကိုနဲ့လိုက်ဖက်အောင်ကျွန်တော်တို့လှုပ်သွားတာဟုတ်ပြီနော်နိုင်လေးတွေကျွန်တော်တို့ဝတ်သွားမယ်တက်ရဖြစ်နေရမယ်အဲ့လိုပုံစံမျိုးဖြစ်နေရမယ် main ကလေးတွေဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ blouse အင်ဂျီတွေကျွန်တော်တို့အတိကတော့လေဒီရှက်တွေမဝတ်သွားနဲ့ဟမ်တက်ရလေးဝတ်သွားမယ်စပင်ကိုဖားလာကြီးချမသွားနဲ့ main ကလေးတွေစပင်တွေကိုလည်းဖားလာကြီးချမသွားနဲ့နော်တဘောပေါက်လားစပင်ဖားလာကြီးတော့ငါတော့စပင်တွေချပြီဆိုရင်အမှရောက်သွားပြီဆိုကျွန်တော်လုံးပြပေးမယ်နော်စပင်ဖားလာကြီးလည်းချထားတဲ့တယ်လီမျိုးကလည်းလောက်ထားတဲ့တယ်လီမျိုးကလည်းထားကျမလေးဟိုဟာI don't know 我不知道但是呢我会学习的အဲ့လိုမျိုးပုံစံမျိုးသွားလောက်တာအစင်မပြေဘူးနော် no အဲ့မျိုးတွေသွားမလို့ရအောင်နော်ခြေထောက်တွေတင်ပလေးတွေသွားခုံတာသွားပြီးမှချိတ်ပြီးမှသွားနေတာမျိုးမလုံးနဲ့အေးစစ်ပဲဆိုတော့ interview သွားဖြေတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းပဲရှက်စရာမလိုဘူးကြောက်စရာမလိုဘူးသူကိုပတ်စံပေးထားတာမဟုတ်သေးဘူးသူကိုထမင်းမကြွေးထားသေးဘူးကြောက်စရာမလိုဘူး